အိမ်ကြီးတော့နောက်တစ်ခါမောင်ဆုံးတယ်နောက်တစ်ခါမင်းဆုံးတယ်အဲ့ဒါဖြစ်အမေဒီလေးပါလက်ရှိကတော့ဒီပွဲပြားနဲ့ရောတာဘာကိုပဲလုပ်ရအောင်ဘုံမှန်ပဲဒီကနေဓာတ်မှန်ပြီးတော့ဒီဘာကြောက်ကဘုရားမှာ24နှစ်နဲ့ဆုံးဘုရားမီးရတော့တဲ့ဟိုထဲမှာတဲ့60မှာဆုံးဘူးလို့ရုံလေးရှိသွားပြီအနည်း30ရှိတယ်ကိုကတရားနဲ့ဖြေတယ်ကိုလည်းလမ်းသွားမှာပဲသူလည်းလမ်းသွားမှာပဲအဲ့တော့ဘယ်လိုတော့ကားတစ်ခုပဲလို့ဘာပြောမလဲနာမည်ကဦးမြင့်သိန်းအသက်က89ဒီသားသူကတော့သားပါ2ယောက်တည်းသားပါ2ယောက်ပဲရှိမမီးက90လို့ဖြစ်သွားတယ်လို့ဆိုတော့ရမောင်တို့အိမ်ကြီးတော့နောက်တစ်ခါမောင်ဆုံးတယ်နောက်တစ်ခါမင်းဆုံးတယ်အဲ့ဒါဖြစ်အမေဒီလေးပါသူကဘိုးရမှသူမျိုးနားတယ်တရားမျိုးလက်ရှိကတော့ဒီပွဲပြားနဲ့ရောတာဘာကိုပဲလုပ်ရအောင်ဘုံမှန်ပဲဒီကနေဓာတ်မှန်ပြီးတော့ဒီဟုတ်လားအဲ့ဒါပဲအရင်ရောအပြာက2000ကျော်ကျော်3000ကျော်အဲ့ဒါရ3000လောက်ရရင်ကိုယ်က1000ခွဲလောက်ပဲအဲ့တော့ဝှလျှော်တာတို့မင်းချက်တာတို့ဒီစီးတိုက်တာတို့ငါတို့ညာတို့ဒီအဝဲကတော့မလုပ်ဘူးဟိုကတော့ဘာစကားနေလာတာစကားနေလာတယ်စကားနေလာတယ်ဒီလိုပဲလူရင်းနဲ့လူရစားတော့လာကားတောက်ကဘုရားမှာကိုယ်တော်ကြီးမှာတရားဆောင်တဲ့မှာဘုရားကြီးမန်နေဂျာ24နှစ်နဲ့ဆုံးတယ်ညာလို့လည်းမနာလို့တော့ဒီလိုပဲယောဂဝင်တော့တမန်တို့မီးရတော့တဲ့ဟိုထဲမှာတဲ့60မှာဆုံးတယ်ဘူးလို့ရုံလေးရှိသွားပြီအနည်း30ရှိတယ်ဘူးတော့ဟိုထဲပေါ်လေဒီကငယ်ချင်းရဲ့ဘာလုပ်တဲ့လူရတယ်ဦးလို့ကျွန်တော်နောက်ဝေးပါဒီဆောက်ပေးမယ်လားနေလိုက်တာအေးစေးမိဘရေဘဘာမှမအောင်ဘုလို့ကပြန်ကြည့်တနေ့ရတယ်တနေ့စားဖို့ဘယ်ရအောင်တော့ဘူးပေါ့ဟိုတဲ့ဘုရားဘာသာဆိုတော့ခိုင်းရတဲ့လူဒီဘာလို့လာကြတော့ဥပ္ပဆောင်နေတော့ဘာလို့လာနေလို့သူဥပုံနေလို့ဘုလို့ဆောင်နေအဲ့ဒါမပြတ်ဘူးဝါတိုင်း3လပါလုံးပေါ့မပြတ်ဘူးဆောင်နေဒီလိုပေါ့တော့လေတော်တော်ကန်လို့လဲတတ်နိုင်တယ်ဟုတ်လားကိုလည်းပဲမမြဲဘူးသူလည်းမမြဲဘူးအဲ့တော့ဘဝတော့ကန်လို့ကန်ချရုံမှာမြင်ရမှာပဲဟုတ်လားဘဝလေးကသွားပြီးမြင်ရတယ်အဲ့တော့ဘာမျက်စိကဒီဘက်မျက်စိကလုံးလုံးမမြင်ဘူးဒီဘက်မျက်စိကမြင်တယ်ပုံဝါးဝါးပဲတမျိုးတော့ထင်နေရပြီအဲနည်းနည်းရေးမြင်ရတယ်လောက်တာပိုးလို့လူကပိုးနဲ့သူလည်းပဲပတ်သက်မွေးကြီးလိမ့်သွားလို့ဆက်မပုတ်နိုင်ဘူးဒါကခုပတ်သက်ဆုံးသွားတယ်ဒါကဆက်ပြီးပေါ့ဟုတ်ပဲဘုရားမှာမိသားစုရှိအောင်မှာပြတာတာရှိတယ်တော့လားကြာဝဲရစခါခိုင်းခါတော့မယ်အဲ့ဒါတော့မပြောဘူးဒါမဲ့
သူများတွေမေးကြတော့3သိန်းတော်တော်တော့ပုံမယ်အားရှိရပါဘူးဒီနေ့ဒီဘွေးထားတဲ့သားသမီးဒါပေမဲ့ဒီရတော့ကနာစကုလေးကြီးပါဘာမှမတောင်းတောင်းဘူးပြောပါတယ်အများကပြောတယ်အဲ့ဒါတော့ပြောတယ်ဒီကကလေးကအရန်ကောင်းမှာခုပေါ်လေစားလာရတာတော်ပြင်းတာမဟုတ်ဘူးငါတော်တွေးလိုက်မတိုးဘူးနော်မတိုးဘူးတွေးစိတ်မကောင်းဒါပေမဲ့ကိုကတရားနဲ့ဖြေတယ်ကိုလည်းလမ်းသွားမှာပဲသူလည်းလမ်းသွားမှာပဲအဲ့တော့ဘယ်လိုတော့ကားတစ်ခုပဲလို့ဘာမှမချမ်းမိုက်ဘယ်တော့မှတည်းရောကိုမနေဘူးအဲ့တော့ဘာ3ရက်တခါကိုနော်မနေ့ကဆိုရင်အနားမယ်ထွက်တယ်3ရက်တခါနောက်3ရက်ကိုရွယ်သားကြီးနောက်4ရက်ဆိုရင်နောက်3ရက်ဆိုရင်ထောက်ပဲရှိနောက်တခါ3ရက်ဆိုရင်ကျွန်တော်တို့ကားကြီးဝဲပေါ့ကျွန်တော်ဈေးပေါ့ညနာပါဆိုတာအဲ့ဒါပဲအဲ့ဒီအားရင်ပဲမဲမလို့ဟိုလဲဆိုရင်လက်ပါဆိုဒီကနေပတ်မယ်ယူ9ရက်ခွဲသွားမယ်3ရက်ကတော့4ရက်ကသွားလို့ဈေးမှာရောက်တယ်ဈေးမှာရောက်ထိုင်ရောက်ပြီးတော့ဆယ်နာခွဲ17နာရီဆိုင်ပြန်လာပြီးတော့အာဒနီကိုရမရလို့နေမယ်ပြန်လာလိစာကနော်ဘုရားတော့ရောက်ဥက္ကရာပါနော်ဝေဘာဂီလာဝေဘာဂီလာဝေဘာဂီမျိုးတည်စိတ်ကားလားအပတ်36ထူကြ